ရှင်ကျမကတော့ဒေါ်လေးမဆန်ဖြစ်ပါတယ်လက်ရှိမှာတော့ MC ဘန်မှာ regional head ဖြစ်နေတာဝန်ထမ်းဆောင်နေပါတယ်ကျမရဲ့လက်အောက်မှာတော့ဝန်ထမ်းပေါင်း150ကျော်ရှိပါတယ်ဘန်ခွဲကတော့14ဘန်အုပ်ချုပ်နေပါရှင်ကျမကလက်ရှိမှာတော့ကျမရဲ့14ဘန်ကို profit ဖြစ်ဖို့ရဲ့နောက်က develop ဖြစ်ဖို့ကိုကျမအထူးကြိုးစားပြီးဆောင်ရွက်နေပါတယ်အဲ့ဒါအပြင်ကျမတို့ဘန်ဆိုတာဒီငွေကြီးနဲ့ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တာကြောင့်ကျမရဲ့လက်အောက်မှာရှိတဲ့ဝန်ထမ်းတွေအားလုံး attitude ကောင်းမှုရဲ့ ethic ကောင်းမှုရဲ့ကိုအထူးကြိုးစားဆောင်ရွက်နေပါတယ်အဓိကကတော့ fraud မဖြစ်ဖို့အတွက်ကိုကျမအထူးကထားပြီးဆောင်ရွက်ပါတယ်2018ခုနှစ်မှာကျွန်မ MC ဘန်ကိုစတင်ဝင်ရောက်ခဲ့ပါတယ်။စတင်ဝင်ရောက်ခဲ့တဲ့အချိန်မှာပဲကျွန်မက brand inspection ဌာနမှာတာဝန်ထမ်းဆောင်ခဲ့ပါတယ်။နောက်တစ်ခုကျတော့ management ရဲ့ယုံကြည်မှုနဲ့ပဲပေါ့နော်။ဒီ higher purchase department ရဲ့ division head ဖြစ်နေလေကျွန်မစူးစမ်းပြီးဆောင်ရွက်ခဲ့ပါတယ်။လုပ်ငန်းလိုအပ်ချက်အရာပေါ့နော်။ကျွန်မကဒီ corporate ဌာနမှာရှိတဲ့ institutional banking department head ဖြစ်နေလေကျွန်မတာဝန်ထမ်းဆောင်ခဲ့ပါတယ်။အခုလက်ရှိမှာလည်းကျွန်မ regional head ဖြစ်နေတာဝန်ထမ်းဆောင်နေပါရှင်။ကျမအလုံးစတင်ဝင်တဲ့ချန်နဲ့စပြီးတော့ပေါ့နော်ဒီ2018ဒီဇင်ဘာလမှာကျမတို့မန်လေးဘန်၄ဘန်ဖွင့်ခဲ့တယ်ပေါ့နော်အဲ့ဒီမန်လေးဘန်၄ဘန်ဖွင့်ဖို့အတွက်ကိုလည်းကျမကိုဒီ CEO ရဲ့ instruction ရကျမကိုဒီဘန်ဖွင့်ဖို့အတွက်ကိုယုံကြည်နဲ့ပြည့်ခဲ့တယ်အဲ့ဒီအတွက်ကတော့ကျမအနေနဲ့အမှတ်တရဖြစ်ခဲ့ပါတယ်ကျမအနေနဲ့ MC ဘန်မှာလုပ်ရတာကိုcareer develop ဖြစ်လာလို့ခံစားရပါတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျမအခုလက်ရှိတာဝန်ထမ်းဆောင်နေတဲ့အပိုင်းနဲ့ကျမတာဝန်ယူရတဲ့အပိုင်းနဲ့လက်ထက်ထဲဖြစ်နေလို့ပါပဲရှင်။နောက်တစ်ခုကပေါ့နော်လူတစ်ယောက်ကဘလောက်ပဲတော်နေပေါ့နော်ကိုလုံးချင်တဲ့အပိုင်းနဲ့ကိုတာဝန်ယူရတဲ့အပိုင်းတစ်ထဲမကြဘူးဆိုရင်ကိုမလုံးနိုင်ပါဘူးကိုဘာမှ performance ပြနိုင်ပါဘူးဆိုပြီးတော့ခံစားရပြီးတော့ကြာဆုံးလာနိုင်တယ်။အဲ့ဒါဘာဖြစ်လို့လဲဆိုလို့ရှိရင်လူမှန်နေရမှဖြစ်နေလို့ပေါ့နော်။ MC ဘန်ကဝန်ထမ်းတစ်ယောက်ဝင်လာပြီဆိုလို့ရှိရင် family စိတ်ဓာတ်နဲ့ပေါ့နော် one week welcome ဖြစ်နေတဲ့ knowledge တွေကို sharing လုပ်တယ်ပေါ့နော်။နွေးထွေးမှုပြရရှိစေခဲ့တယ်။ကျမအနေနဲ့ကတော့ကျမဒီလို organization မှာနေရတဲ့အတွက်ကျမတကယ်ကိုပဲကျင့်တဲ့လူပါရှင်။အသစ္စဝန်ထမ်းတွေပြောချင်တာကတော့ပန်းနံအောင်ရအောင်တော့ပါပေါ့နော်ပန်းနံအောင်တော့ဖို့ကတော့အခက်ခဲတွေအတားဆီးတာအများကြီးကြုံပါပဲအဲ့ဒီအခက်ခဲတွေအတားဆီးကိုတွန်းလှန်နိုင်အောင်ကြိုးစားပါဒါမှပန်းနံအောင်ရောက်မယ်ပန်းနံအောင်ရောက်သွားလို့ရှင်လဲထိတဲ့ကောင်းမွန်တဲ့ပန်းတိုင်ကိုရောက်ဖို့အတွက်ကိုဆက်လက်ကြိုးစားသိချင်ပါတယ်ဘယ်ဌာနမှာပဲနေနေပေါ့နော်ကိုထမ်းဆောင်ရတဲ့တာဝန်တွေကိုသေချာစွာယူပါဘန်းသတ်မှတ်ထားတဲ့ rule and regulation တွေကိုလိုက်နာပါပေါ့နော်နောက်တစ်ခုပြောချင်တာကတော့တာဝန်အပြင်အထက်တစ်ဆင့်အောက်နှစ်ဆင့်ရဲ့တာဝန်တွေကိုလည်းလေ့လာသိချင်တယ်အထက်မှာရှိတဲ့ manager ရဲ့အလုပ်တွေကိုလည်းလေ့လာသိချင်တယ်အောက်မှာရှိတဲ့ဝန်ထမ်းတွေရဲ့ဟာကိုလည်းလေ့လာသိချင်တယ်ဒါမှသာလေနောက်ထပ်တစ်ဆင့်ကိုကတက်လန်းနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့တောက်ပြအောင်စီးပူးသိချင်ပါတယ်နေ့တနေ့ကိုပျော်ရွှင်စွာစတင်သိချင်ပါတယ်ဘာကြောင့်လဲဆိုတော့ကိုရီးယား customer တွေနဲ့အဓိကဆက်ဆံရတဲ့အတွက်ကိုယ်စိတ်ပျော်ရွှင်နေမှသာလှုပ်ဆောင်မှုအောင်မြင်မှာပေါ့နော်ကိုကစိတ်ပျော်ရွှင်နေရဆိုရင်ကိုယ်ပတ်ဝန်းကျင်မှာရှိတဲ့ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဘက်တွေကိုယ့်ရဲ့ client တွေကစပျော်ရွှင်ပြီးတော့ချစ်ခင်မှုရရှိစေမယ်ဒါကြောင့်မလို့စိတ်ပျော်ရွှင်နေလို့ရှိရင်အလုပ်တွေအောင်မြင်စေတယ်အားကြောင့်မလို့ကိုယ့်ရဲ့စိတ်ကိုနေ့တနေ့ကိုပျော်ရွှင်မှုနဲ့စတင်သိချင်ပါတယ်နောက်ဆုံးတစ်ချက်ကတော့ပေါ့နော်ပေးထားတဲ့တာဝန်ကိုကြည်ပင်စွာထမ်းဆောင်သိချင်ပါတယ်အဖွဲ့အစည်းကောင်းတစ်ခုဖြစ်ဖို့ဆိုတာဝန်ထမ်းကောင်းတွေလိုအပ်တယ်ပေါ့နော်အဲ့ဒီထဲမှာကိုလည်းဝန်ထမ်းကောင်းတစ်ခုဖြစ်အောင်အလုပ်တွေပေးထားတာကိုတာဝန်ကိုကြည်ပင်စွာထမ်းဆောင်သိချင်ပါတယ်33နှစ်မှဒီနှစ်ပေါင်းများစွာတိုင်ထူးချွန်ထက်မြက်သောဝန်ထမ်းများနဲ့အတူမြန်မာနိုင်ငံသားများတိုင်းရဲ့အားကိုးအားထားရသောမြမအကောင်ဆုံးပန် MC ဘန်ဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါရှင်။